အားလုံးပဲမင်္ဂလာပါဦးမြ YouTube Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ YouTube မှာ video တစ်ပုတ်တင်လိုက်ရင်ကိုတင်တဲ့ video ကကျွန်တော်တို့ copyright မိနေလားမမိဘူးလားဆိုတော့တော့ပြန်ကြည့်တဲ့ဒီလမ်းလေးကိုကျွန်တော်ဒီမြောက်ပြီးတော့ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါလို့ဆိုရင်ကျွန်တော်တို့ဘယ်နေရာမှာတော့ကြည့်ရမလဲဆိုရင်copyright မမိဘူးမိတယ်ဆိုတော့ကျွန်တော်တို့ YouTube ကနေပြီးတော့ကြည့်လို့မရဘူးပေါ့နော်ကျွန်တော်ပထမဆုံးကျွန်တော်တို့ Google Chrome ဝယ်ရဲဝင်လိုက်ပါကျွန်တော်တို့ youtube.com ဒီမှာနော်ကျွန်တော်အပေါ်မှာ youtube.com ဆိုတာလေးကိုနှိပ်လိုက်ပါအဲ့ဒီ youtube.com ဆိုတဲ့နေရာလေးကိုရှာလိုက်ပါနော်ရှာလိုက်ရင်မိတ်ဆွေကကျွန်တော်တို့ဒီလိုပုံစံလေးပေါ်မှာပေါ့နော်ဒီလိုဆိုတာကကျွန်တော်ဒီဘက်ဒါကကျွန်တော်တို့ desktop site ပြောင်းထားတာပေါ့နော်ဖုန်း site မဟုတ်ဘဲနဲ့ computer site ပြောင်းထားတာပေါ့နော်အဲ့လိုပြောင်းခြင်းနဲ့ဆိုရင်ဒီဘက်ကကျွန်တော်တို့ asset လေး30လေးကိုနှိပ်လိုက်ပါနော်asset 30လေးဒီမှာကျွန်တော် desktop site ဆိုတဲ့နေရာလေးမှာကျွန်တော်အမှန်ချစ်ထားပါတော့တကယ်လို့ဒါကမချစ်ထားဘူးဆိုရင်ကျွန်တော်ဒါရိုးရိုးဖုန်းလိုပဲပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီ copyright မမိလားဆိုတဲ့ဟာကိုတွက်ကြည့်မှဖြစ်တဲ့အတွက်ကျွန်တော်တို့က desktop site computer site ကိုပြောင်းအောင်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဘက်က asset 30လေးလိုက်ပါပြီးရင်ညာလေးမှာကျွန်တော် desktop site ဆိုတဲ့နေရာလေးကိုအမှန်လေးချိန်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့ဖုန်းကကွန်ပျူတာပုံစံမျိုးဖြစ်သွားပြီပေါ့နော်ကျွန်တော် laptop ပုံစံမျိုးဖြစ်သွားပြီပေါ့အဲ့ဒါဆိုရင်ကျွန်တော်ဒီဘက်ကလို့ရောက်ပြီဆိုရင်ဒီဘက်ကကျွန်တော်တို့ညာလေးမှာကျွန်တော်တို့ account ဆိုတာရှိပါတယ်ကျွန်တော်တို့ရဲ့ပုံလေးနဲ့ပေါ့နော်ကျွန်တော် YouTube channel account ပုံလေးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော် channel လိုက်ပါအဲ့လိုကျွန်တော်တို့ account ဘေးနာကျွန်တော်တို့ရဲ့ YouTube channel account လေးကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီနားမှာကျွန်တော်တို့ရဲ့ YouTube channel ပုံစံလေးပေါ်နေမှာဖြစ်ပါတယ်အဲ့တော့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီနားလေးမှာကျွန်တော်နားလေးမှာ customize channel ဆိုတာရှိပါတယ်အဲ့ဒီ customize channel လေးကိုတစ်ချက်ဝင်လိုက်ပါဒီလိုပုံစံလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့တင်တဲ့ video က copyright မမိလားကြည့်မှာဖြစ်တဲ့အတွက်ညာလေးမှာကျွန်တော်တို့ဘေးနားလေးမှာကျွန်တော်တို့ content ဆိုတာရှိပါတယ်အဲ့ဒီ content လေးကိုချိန်လိုက်ပါဒီမှာပေါ့နော်ကျွန်တော်တို့တင်ရတဲ့ video ကကျွန်တော်တို့အတန်တော်၎င်းနောက်ပြီးတော့တခြားဟာတွေကိုဖြန့်ညက်ကလုပ်လို့တချို့နေရာတွေမှာဟာဝါတို့ copyright မိနေတယ်ဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီ now ဆိုတဲ့နေရာလေးမှာပေါ့နော်ကျွန်တော် now ဆိုတဲ့နေရာလေးမှာတကယ်လို့ကျွန်တော်တို့ video က copyright မိနေတယ်ဆိုရင် copyright ဆိုတဲ့ဟာလေးစာတန်းလေးပေါ်မှာဖြစ်ပါတယ်တကယ်လို့ကိုတင်ရတဲ့ video ကအားလုံးစင်ပြေတဲ့ကိုပိုင် content တွေကြီးပဲဆိုလို့ရှိရင်ဒီနားလေးမှာကျွန်တော် now ဆိုမှပေါ်နေမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီလိုမျိုးကိုတင်တဲ့ video တွေအကုန်လုံးကိုကြည့်လိုက်ပါဒီလိုမျိုးတွေပေါ်နေရဆိုရင်တော့ဒီ copyright မမိဘူးပေါ့နော်တကယ်လို့ကိုတင်တဲ့ video ကတခြား video ကိုယူပြီးတုံးထားတယ်ဆိုရင် copyright မိနေတယ်ဆိုရင်ဒီ now လေးမှာကျွန်တော်တို့ဒီ copyright ဆိုမှပေါ်နေမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်မိတ်ဆွေဒီတော့ဆိုလို့ရှိရင်တော့အနေနဲ့များကိုတင်လိုက်တဲ့ video copyright မိလားမိသလားမမိဘူးလားဆိုတာအကြမ်းအဖြစ်တော့သိတော့ပြီထင်ပါတယ်ဟုတ်ကဲ့ပါမိတ်ဆွေတို့အားလုံးလည်း copyright မှလွတ်ကင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ